အားလုံးပဲမင်္ဂလာပါခင်ဗျာအောင်ကြီးဘေးလေးလိုက် YouTube channel ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဘလော်လေးကတော့ကျွန်တော်တို့အညာဒေသဆိုတာຫນွေရောက်ပြီဆိုတာနဲ့ရေရှားပါတဲ့အခက်အခဲကိုကြုံတွေ့ရပါတယ်ခင်ဗျာမြစ်တွေချောင်းတွေမရှိတဲ့ဒေသဖြစ်တဲ့အတွက်မိုးရီတူလောင်ထားတဲ့မြေသားကံကိုပဲအားထားမိကိုနေရတာဖြစ်ပါတယ်ကျွန်တော်တို့မြေသားကံဆိုတာမိုးရီအများကြီးကိုတူလောင်ထားတာဖြစ်တဲ့အတွက်တစ်နှစ်ပြီးတစ်နှစ်တန်ရှင်းရေးလုပ်ကုသိုလ်ပရဟိတလူတွေနဲ့ပေါင်းစုပြီးကျွန်တော်တို့မြေသားကံလေးကိုတန်ရှင်းရေးပြုလုပ်နေတာတွေဖြစ်ပါတယ်ကျွန်တော်တို့ဒီရွာလုံးအားထားမိကိုရတဲ့ဒီမြေသားကံကြီးကိုတော့ဒီရွာလုံးလောအားပြီးတန်ရှင်းကုသိုလ်ယူကြတာပဲဖြစ်ပါတယ်။တစ်နှစ်ပြီးတစ်နှစ်ကျွန်တော်တို့မိုးရီမိကိုရတာဖြစ်တဲ့အတွက်မြေသားကံလေးမပြည့်စည်အောင်အမိုက်တဲ့အများကင်းစင်အောင်လို့ကျွန်တော်တို့ပရဟိတအေးတန်ရှင်းကုသိုလ်ယူနေကြတာပဲဖြစ်ပါတယ်။လူနဲ့တန်ရှင်းရေးလုပ်လို့ရတဲ့နေရာကြီးဆိုရင်လူနဲ့တန်ရှင်းရေးလုပ်ကျွန်တော်တို့ဆက်ရန်ရနဲ့လောက်ရမယ်ဆိုလဲကျွန်တော်တို့ဆက်ရန်ရနဲ့ကျွန်တော်တို့ရေလာတွေရေမြောင်းတွေကိုကျွန်တော်တို့ပြန်လဲတူးဖော်စေရတာလေးလည်းရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိအောင်ကြည့်ပြီးတဲ့မိတ်ဆွေတယောက်စင်းတီအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ